အားလုံးပဲမင်္ဂလာပါ90 minute forward ကနေအားလုံးပြန်လဲကြိုဆိုပါတယ်။ဒီနေ့ကကာတာဘောင်းကတစ်နဲ့ကျွန်တော်ခြေစည်းပွဲကျွန်တော်ခြေစည်းဘော်ဒီနဲ့6ဘော်ကျွန်တော်ရေးချထားတယ်။အဲ့ဒါကိုကျွန်တော် file လုပ်တာနောက်ကျသွားပြီးတော့ကျွန်တော်မတင်ပေးဖြစ်ခဲ့ဘူးပေါ့နော်။ preset မှာလည်းကျွန်တော်ခြေစည်းဘော်ဒီနဲ့6ဘော်အဆင်ပြေခဲ့ရဗျ။ Okay ဒီနေ့မှာကျွန်တော်ကာတာဘောင်းကနှစ်ပွဲရှိရပြန်နော်။အဲ့နှစ်ပွဲကိုကျွန်တော်တို့စလိုက်ရအောင်ပထမဆုံးပွဲအနေနဲ့ Manchester City နဲ့ Brentford Okay Manchester City ကိုရှင်ပြောရမယ်ဆိုရင် Manchester City ကတော့သူ Premier League မှာ34မှတ်နဲ့အဆင့်2ဆိုတဲ့နေရာမှာသူရပ်တည်နေတယ်အဆင့်1 Arsenal နဲ့သူ2မှတ်ပဲကွာထားတယ်အခုကာရာဘောင်းကံမဲ့ Brentford နဲ့ပွဲပြီးသွားပြီဆိုရင်သူ Premier League မှာသူ West Ham အသင်းကိုအိမ်ဝင်းမှာပဲသူကစားရမယ်အဲ့ဒီပွဲကသူ့အတွက်လည်းအရေးကြီးနေတယ်ဘာဖြစ်လို့လဲဆိုတော့အဆင့်1 Arsenal နဲ့သူအမှတ်ကွာလို့မရအောင်လောလောဆယ်မှာသူတို့2မှတ်ပဲကွာထားတဲ့အတွက် Manchester City အတွက်နောက်လာမဲ့ Premier League ပွဲစဉ်ကအရေးကြီးနေတာကိုကျွန်တော်တွေ့ထားရတယ်။ Okay Manchester City နောက်ဆုံးကစားခဲ့တဲ့9ပွဲကိုကျွန်တော်တို့ပြန်လည်ကြည့်ရအောင် Manchester City နောက်ဆုံးကစားထားတဲ့9ပွဲမှာသူ9ပွဲစလုံးနိုင်ထားတာကိုတွေ့ရတယ်။ Manchester City 3-2 Leeds United အဲ့ဒီပွဲမှာမိနစ်60မိနစ်ရောက်မှာ P4 ရဲ့သူအနိုင်9တကူနဲ့သူနိုင်ခဲ့ပေါ့နော်။Leeds United ကိုအစားသူတူကြတယ်။နောက်တစ်ပွဲကတော့သူ Fulham 4-5 Manchester City 3-0 Sunderland ပြီးတော့နောက်တစ်ပွဲကတော့ Champions League မှာသူ Real Madrid ကို 2-1 နဲ့သူအဝေးကွင်းမှာသူနိုင်ထားတယ်။သူပြိုင်ပွဲစုံနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာ Crystal Palace အသင်းကို 0-3 ဆိုပြီးတော့သူအဝေးကွင်းမှာသူအနိုင်ရရှိထားတယ်။ Manchester City ကလက်ရှိမှာကာရက်ဖောင်ကောင်းနေတာကိုကျွန်တော်တို့တွေ့နေရတယ်။ Okay Brentford အသင်းကိုကျွန်တော်ကြည့်အောင် Brentford အသင်းကတော့ Premier League မှာသူ16ပွဲကစားထားပြီး6ပွဲနိုင်2ပွဲတည်8ပွဲရှုံးဆိုတဲ့ရလဒ်ကိုရရှိပြီးသူအမှတ်20နဲ့အဆင့်15မှာသူရပ်တည်နေတယ်။ Brentford နောက်ဆုံးကစားခဲ့တဲ့9ပွဲကိုပြန်လည်ကြည့်ရမယ်ဆိုရင်သူတပွဲနိုင်တယ်တပွဲတည်3ပွဲရှုံးဆိုတဲ့ရလဒ်မျိုးသူရရှိတာ။အဲ့ဒီမှာသူ Brighton 2-1 Brentford Arsenal 2-0 Brentford Tottenham Hotspur 2-0 Brentford ဆိုပြီးတော့သူအဝေးကွင်းဒီမှာပဲသူရှုံးထားတာကိုတွေ့ရBrentford အဝေးကွင်း3ပွဲကစားထားရမှာသူ Brighton တသင်းကိုပဲသူ9ရရှိအောင်သူဆန်းဆောင်နိုင်တာကိုတွေ့နေရတယ်။သူနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာအဝေးကွင်း3ပွဲပါပြီးသူ3ပွဲလုံးရှုံးထားတဲ့ Brentford အသင်းလေးဖြစ်တယ်။ဒါတွေကဘာကိုပြောနေရလဲဆိုရင် Brentford ကအဝေးကွင်းဖောင်မကောင်းဆိုတာကိုပြောပြနေတာ။ Brentford အသင်းအဝေးကွင်းမှာသူတကူရဖို့ရတော့ကသူစူးစမ်းနေရကိုကျွန်တော်တွေ့နေရ။ဒါကြောင့်မို့Manchester City အိမ်ကွင်းမှာအသာစီးရပြီး Brentford အသင်းကိုအနိုင်ယူသွားလိမ့်မယ်လို့ပဲကျွန်တော်ထင်တယ်။ဒါကြောင့်မို့ Manchester City နဲ့ Brentford ဒီနေ့ညကာရာဘောင်းကပ်မှာကျွန်တော် Manchester City body တစ်မျိုးလေးကိုပဲကြိုက်ပါတယ်။ Manchester City body တစ်မျိုးလေးကိုပဲကြိုက်ပါတယ်။နောက်တစ်ပွဲကတော့ Newcastle နဲ့ Fulham ပွဲစဉ်ပဲဖြစ်ပါတယ်။ Okay Newcastle ကတော့သူ Premier League မှာ22မှတ်နဲ့အဆင့်7ဆိုတဲ့နေရာမှာသူရပ်တည်ထားတယ်။ Newcastle နောက်ဆုံးကစားခဲ့တဲ့9ပွဲကိုကျွန်တော်တို့ပြန်ကြည့်ရမယ်ဆိုရင် Everton 1-4 Newcastle 2-2 Tottenham Hotspur Newcastle 2-1 Burnley Leverkusen 2-2 Newcastle အဲ့ဒါ Champions League ပွဲစဉ်နောက်တစ်ခုကတော့နောက်ဆုံးကစားခဲ့တဲ့ Premier League မှာဆိုရင်သူ Sunderland 1-0 Newcastle ဆိုပြီးတော့သူအဲ့ဒီရလက်တွေရရှိခဲ့Newcastle နောက်ဆုံးကစားခဲ့တဲ့9ပွဲမှာသူ2ပွဲနိုင်2ပွဲတည်1ပွဲရှုံးဆိုတဲ့ရလက်ကိုရရှိထားတယ်။အင်ကွင်းမှာTottenham Hotspur ကို2-2နဲ့တည်ကြပြီးတော့ဘန်လီအသင်းကိုလည်းသူအိမ်ကွင်းမှာ2-1ဆိုတဲ့ရလက်နဲ့သူအနိုင်ရရှိထားတယ်။ဆိုလိုချင်တာကတော့Newcastle အသင်းကအိမ်ကွင်းမှာဆိုရင်သူဂိုးလေးသွင်းမယ်ပြီးတော့ဂိုးလေးပြန်ပေးထားတာကိုကျွန်တော်တို့တွေ့နေရတယ်။ Newcastle တိုက်စစ်က22ဂိုးသွင်းထားပြီးNewcastle ခံစစ်ကဂိုး20တီတီပြန်ပေးထားတဲ့Newcastle အသင်းလည်းဖြစ်တယ်။နောက်ပြီးတော့ဒီနေ့ညကစားမယ်ကာရာဘောင်းကပ်Fulham နဲ့ပွဲစဉ်ပြီးသွားပြီဆိုရင်Newcastle ကဒီဇင်ဘာ20ရက်နေ့စနေနေ့မှာဆိုရင် Chelsea အသင်းနဲ့ကစားဖို့ကလည်းရှိတယ်။အဲ့ဒီပွဲဟာ Premier League မှာသူ့တက်အရေးကြီးတဲ့ပွဲစဉ်တစ်ပွဲလေးဖြစ်တယ်။ဟုတ်ပြီကျွန်တော်တို့ Fulham ဘက်ကိုတွက်ကြည့်အောင်။ Fulham နောက်ဆုံးကစားခဲ့တဲ့9ပွဲကိုပြန်လည်ကြည့်ရမယ်ဆိုရင် Fulham 1-0 Sunderland Tottenham Hotspur 1-2 Fulham 4-5 Manchester City Fulham 1-2 Crystal Palace Burnley 2-3 Fulham ဆိုပြီးတော့သူ3ပွဲနိုင်2ပွဲရှုံးကစားထားကိုတွေ့ရတယ်။အဲ့ဒီမှာFulhamအသင်းကအဝေးကွင်း2ပွဲလုံးကစားထားပြီး2ပွဲလုံးနိုင်ထားကိုလည်းကျွန်တော်တို့တွေ့နေရတယ်
နောက်ပြီးတော့ဖူဟန်အသင်းဟာနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာ9ပွဲစလုံးဂိုးသွင်းထားတာကိုလည်းကျွန်တော်တို့တွေ့နေရတယ်။ဒါကြောင့်မို့တိုက်စစ်ကဂိုးသွင်းပြီးမဲ့ခံစစ်ကဂိုးပြန်ပေးနေရတဲ့နျူကာဆယ်အသင်းကိုဖူဟန်အသင်းဟာဒီနေ့ညမှာတကူကျင်းသေးပေါက်သွင်းသွားလိမ့်မယ်လို့ကျွန်တော်ယုံကြည်ထားပါတယ်။ဒါကြောင့်မို့နျူကာဆယ်နဲ့ဖူဟန်ပွဲမှာနှစ်ဖက်လုံးသွင်းဂိုးတွေမြင်ရနိုင်လို့ကျွန်တော်ဂိုးပေါင်းအပေါ်ကိုပဲကြိုက်ပါတယ်။ဂိုးပေါင်းအပေါ်ကိုပဲကြိုက်ပါတယ်။ Okay ဒါကတော့ကျွန်တော်ဒီနေ့ညပွဲစဉ်တွေကိုသုံးသပ်ပေးလိုက်တာပဲဖြစ်ပါတယ်အကြိုက်တူရင်တော့ like ခဲ့ဗျာ brother တို့အကြိုက်မတူရင်ဘတ်တာကန်ရေးကြည့်တာကျွန်တော်အနိုင်ရရှိဖို့ပဲဖြစ်ပါတယ် okay ကျွန်တော်နေ့စဉ်ဘောလုံးပွဲတွေကိုတင်ဆက်ပေးနေရခဲ့လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နေတဲ့ရင် like and subscribe လေးလုပ်ခဲ့ပေးကြပါအောင်လို့ပြောချင်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်နေ့မှာပြန်လည်တွေ့ပါအောင်မယ်ခင်ဗျာ